ရောက်ရှိနေတာတော့ဒီချုံဒီပပြားမှာရှိတဲ့ဗန်ဆက်ကန်းကြီးကိုရောက်နေတာဖြစ်ပါတယ်ဗန်ဆက်ကန်းကြီးမှာဆိုရင်ဒီလိုညနေဆောင်အချိန်လေးဘလောက်လောက်တော့ကြောက်နေညနေလေးပြီးလူလက်အားစီလူမချုပ်ဘူးအားလာတယ်ကျန်းကြီးဆိုတဲ့အတိုင်းအစုံရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီချုံကြီးမှာပဲနေတာဒီနားကလည်းနီးတယ်ပေါ့ကျွန်တော်နေရနေကျွန်တော်နေတာဘန်ကိုမှာဆိုတော့ဒီနားနီးနားဆိုတော့ကျွန်တော်ဆိုင်ကနေခဏလေးပြောတာညနေစောပတ်ကြည့်လိုက်တာအလုပ်လည်းမရှိလို့အဲဒါကြောင့်မလို့ဒီမှာမြေစီတာတော်တော်လေးစီတယ်ဒီမှာကျွန်တော်ရှေ့လှည့်ပြမယ်နော်ဟုတ်ကဲ့စီတာကတော့အရင်စီတယ်တွေ့လားဒီမှာရမ်းလဲစီတယ်ရမ်းလဲလှတယ်တွေ့လားအားလဲလူရတော့အများကြီးလိုက်ကြည့်ပါဦးနော်ဟိုရှေ့နားထိသွားအောင်မယ်ဟာတော့ရမ်းလာတွေ့လားအဲ့ဒါကညီလာပြီးတော့ဒီညာတွေကပင်လေသာစားတာကျွန်တော်တို့ကဒီမှာပြည့်ပြီးစားတာစားကြပါဦးကောင်းတယ်ဒီမှာချင်းတဲ့ဘယ်မှာမတည်နေရတာချင်းနောက်ဖို့တစ်ချိန်အဲ့ကထိုင်ကုန်နေပတ်စံပေးရတယ်ပြထိုင်ရတော့ဒီမှာဘာမှလက်ကားမရအားကြောင့်အောက်မှာဆင်းထိုင်ညာပိုင်းအလှတရားကိုဆက်လိုက်ပြမယ်ကြည့်လောက်လာတယ်စီရတော့တော်တော်စီရရချက်တော့ကျွန်တော်လည်းပြလိုက်ကြည့်တော်စီရဟိုဘက်မှာပိုးစီရသေးလားခုနဟိုဘက်ချမ်းမှာဒီမှာနေရလူလာကျွန်လို့ရှိရင်ဒီကဗန်ဆက်ကန်းကြီးအချိန်မရွေးဆက်နေရသည်လူစီရပြီလားတော်တော်စီရ
အုံးမင်းနေရလေညာမီးအောင်နဲ့ပို့လှတယ်